Okay. Okay, ဒီနေ့က chapter 2 ပေါ့နော် chapter 2 macro ဟင်းက preparation ကို ဒီချက် record လုပ်ထားပါတယ်GD student တွေ ILA ဘာသာရပ်အတွက်ပေါ့နော်တရောင်းတနေရာကနေပြီးတော့ထောက်ကူလေးပြုအောင်လို့ထောက်ကူလေးရနိုင်အောင်လို့ဒီ record လေးကိုသင်ပေးထားပါတယ်ဆိုတော့ text reading comprehension ကိုဖတ်မယ်ပေါ့နော် chapter 2 မှာ reading comprehension on the GDRA text ကျတော့ဒီ GDRA text ပေါ်မှာ reading comprehension ဆိုပြီးတော့သူက GDRA text တွေကတဲ့ web measure your reading comprehension skill by asking questions that are timed to passage ဒီ passage တွေကနေပြီးတော့ချိန်ထားတဲ့ question တွေကိုမေးခြင်းအပြင်မင်းရဲ့ reading comprehension skill ကို GDRA test က measure လုပ်လိုက်မယ်ပေါ့နော်တိုင်းတာလိုက်မယ်ပေါ့ many of the question ဒီ question တွေကအများစုက word involved ပါဝင်လိုက်မယ် making inference ကောက်ချက်ချမှုတွေပြုလုပ်တာတွေเนาะပြီးတော့ drawing conclusion conclusion တွေပေါ့နော်ကောက်ချက်ချတာတွေရေးဆွဲတာတွေ as well as providing evidence that support that conclusion ဒီ conclusion တွေညီကုံချုပ်တာတွေကိုထောက်ပံ့နိုင်တဲ့အထောက်ပံ့ပေးနိုင်တဲ့ဒီပေါ့နော် providing evidence တွေကဲ့သို့သောကောက်ချက်ချမှုတွေပြုလုပ်တာတွေညီကုံတွေဆုံးဖြတ်တာတွေကို drawing လုပ်တာတွေကိုတဲ့ဒီ question တွေတော်တော်များများမှာပါဝင်လိမ့်မယ်ပေါ့ that GDRA test card will be based on the common core text standard that focus largely on historic text or foundational political document of the United States ကျတော့ဒီ GDRA test က will be based on အခြေခံထားတာပေါ့နော် common core text standard that focus largely on historic text or foundational political document of the United States တော့ United States ရဲ့ဒီမှာပေါ့နော်အခြေခံကျတဲ့နိုင်ငံရေးအဖြစ်အပျက်တွေရဲ့နောက်ဒါမှမဟုတ်ရင် historic text တွေပေါ့နော်သမိုင်းဝင် text တွေကိုလုံးဝကိုသူကမလုပ်ထားလဲဆိုရင်ဒီနေရာမှာ focus on လုပ်ထားတာပေါ့နော် other passage တွေကလည်း we came from the literature of the 90 and early 20th century ဆိုတော့ဒီ19ရာစုနဲ့20ရာစုစောပိုင်းပေါ့နော်20ရာစုအစောပိုင်းနဲ့19ရာစုက literature တွေလာလိမ့်မယ်ပေါ့နော်အဲ့ဒါ fiction or non fiction တွေမှာသူတို့ရဲ့ political document တွေဖြစ်စေနော် literature တွေက fiction နဲ့ပေါ့နော် text တွေဖြစ်စေကျတော့ဖတ်ပြီးတော့မိကုန်းတွေကိုပြင်ရမှာဖြစ်တယ်ပေါ့နော်ကျတော့ fiction နဲ့ non fiction ဆိုပြီးတော့ခွဲထားတယ် fiction ပိုင်းကတော့ဒီ imaginary character တွေလာပြီးတော့ non fiction ကတော့ speeches တွေ report တွေဒါမျိုးပေါ့နော်သူ information နဲ့ text တွေပေါ့နော်သူတာပိုင်းတွေလာပြီးတော့ fiction ကတော့ယတပိုင်းတွေလာမှာဖြစ်တယ် in this session မှာ you will learn how to interpret ဆိုတာဒီနေရာမှာ translate နဲ့အတူတူပါပဲ text that may be somewhat more complicated than what you are used to reading ကျတော့မင်းဖတ်လို့ရှိတဲ့အရာတွေထက်ပိုပြီးတော့ more complicated ဖြစ်နိုင်တယ်ပေါ့နော်ဒီ interpret text တွေကို interpret လုပ်တဲ့အခါမှာမင်းဖတ်နေကြစာတွေထက်ပိုပြီးတော့ complicated ဖြစ်နိုင်တယ် you will learn how to make inference ဟလားဘယ်လိုမျိုးကောက်ချက်ချမှုတွေကိုဘယ်လိုလုပ်လဲဆိုတာကိုသင်ယူရလိမ့်မယ် how to recognize evidence that support inference ဒီကောက်ချက်ချမှုတွေကို support လုပ်ထားတဲ့တတိသက်ကာယတွေကိုပေါ့နော် recognize ဘယ်လိုလုပ်မလဲဆိုတာကိုလည်းသင်ယူရလိမ့်မယ် and then ပြီးတော့ you will also learn about how to make connection between idea found in text ဒီ text ထဲမှာတွေ့ရတဲ့ ideas တွေကြားတဲ့ connection တွေကိုဘယ်လိုပြုလုပ်သလဲဆိုတာကိုလည်းမင်းကသင်ယူရလိမ့်မယ်ဆိုတော့သူ intro ပေးထားတယ်ပေါ့နော် question type ကကြတော့သူဒီမှာပြောထားတာကတော့ question type မှာ multiple choice လာမယ်၄ခုပေးထားမယ်တစ်ခုရွေးရတာမျိုးပေါ့နော် as you learn elsewhere in this board because that GDRA test is given elsewhere ဆိုတာကသူကတခြားနေရာမှာလို့တိတ်ပဲရတယ်တခြားနေရာမှာပေါ့ in this board ထဲမှာခြားနေရာမှာသင်ယူရတဲ့ကဲ့သို့ because the GDRA test is given on a computer ပေါ်မှာသူကပေးထားမှာ test က while most questions are of the traditional multiple choice variety there are other types of questions that are more
interactive ဆိုတာအပြန်အလှန်အကျိုးတရားမှုရှိတဲ့ question တွေမျိုးစားတွေလည်းဒီနေရာမှာရှိပြီးတော့သူက traditional အဖြစ်တော့ multiple choice တွေနဲ့မိကိုအများစုပေးထားမှာပေါ့နော် multiple choice question တွေကကြတော့ one take the GD early on the computer just click on the correct answer of a multiple choice question မှာ click တစ်ချက်လုပ်ရုံပဲ there will always be four answer choices drag and drop question ကကြတော့သူကဒီအလုံးလေးတွေကိုဆွဲယူပြီးတော့အပြင်မဲ့နေရာကိုထည့်ပေးရမှာဖြစ်တယ် multiple choice မှာကြတော့၄ခုပေးမယ်တစ်ခုရွေးရမယ်ပေါ့နော်ဒီ drag and drop question မှာကြတော့ where ask you to choose the appropriate information and drag it into the answer space on the real GDR test က you will click on the correct answer and drag them to the space indicated ဒီညွှန်ပြထားတဲ့ space မှာ drag ဆွဲလိုက်ရမှာပေါ့နော် drag ဆွဲလိုက်ရမယ် and then ပြီးတော့တဲ့ you will click on the correct answer and drag them to the space indicated for instance after reading a text a question may look like this one indicate each word that describe Anthony and Blouse in the character word ပေါ့နော်ဒါကတော့ example ဖြစ်တယ်ဒါကိုချက်ကြော်ခဲ့မယ်ပေါ့နော် to answer the question so you need to click one at a time on the three words the text describe the character and drag each word into the character word ဆိုတော့ဒီ Antonia Fanny ဖြစ်ခင် Fanny ပေါ့နော် absent ပြင် absent ပေါ့နော် Jalax ဖြစ်သလားပိုးဖြစ်သလား quiet ဖြစ်သလားဒီ၅ခုပေးထားတဲ့နေရာ၃ခုရွေးပြီးတော့အဲ့ဒီကိုထည့်ရမှာပေါ့နော်ကျတော့ဒီကျတော့ဒီရွေးချက်တဲ့နေရာမှာဆိုရင်တော့ပေါ့နော် pocket တွေကိုရနေရင်တော့အသာချက်တစ်ခုဖြစ်တာပေါ့နော်ဒါ Antonia ဘယ်လိုလူမျိုးလဲ absent ဖြစ်တဲ့လူမျိုးလား Jalax ဖြစ်တဲ့လူမျိုးလား bold ဖြစ်တဲ့လူမျိုးလား quiet ဖြစ်တဲ့လူမျိုးလား Fanny ဖြစ်တဲ့လူမျိုးလားဆိုတာကို translate လုပ်နိုင်နော်အကောင်းဆုံးပေါ့နော်နောက်တစ်ခုကကြတော့ fill in the blank question ပေါ့ another kind of question you may be asked on the GDR text မှာ is the fill in the blank question after reading a text you might see this question fill in the blank with the correct answer what city is the capital of the United States the United States ရဲ့ capital ကဘာလဲပေါ့နော်အဲ့ဒါဆိုရင်က Washington DC ဆို Washington DC ဖြေပြရမှာပေါ့နော် in this case you would supply input the answer to the question by typing in the blank ထဲမှာတို့ type ပြီးလုပ်ရမယ်ဒါဆိုရင်ခုပြောသွားတဲ့မိကုံးပုံစံက intro ဝင်ပြီးတဲ့အခါမှာပြောသွားတဲ့မိကုံးပုံစံက၃မျိုးရှိတယ်ပေါ့နော် multiple choice ရဲ့နောက်ပြီးကြတော့ drag and drop ရဲ့ပြီးတော့ဗာလဲဆိုရင် fill in the blank question ရဲ့ရှိတယ်ပေါ့နော် okay နောက်တစ်ခုကလာပြီး business critical reading scale the common cause text standard critical reading scale and the question on the GDR test reflect this focus. The question also vary in degree of difficulty. A few question text your basic reading scale. Most question on the GDR test can measure your critical reading scale. Critical reading scale တွေကိုမင်းရဲ့ကျိုးကြောင်းသက်သက်ပြီးတော့ဟလားပြီးတော့တဲ့ဒီစာဖတ်ခြင်းစွမ်းရည်တွေကိုတိုင်းတာမှာပဲဒီ question တော်တော်များများကပေါ့နော်အဲ့ဒါကိုသူပြောထားတယ်နောက်တစ်ခုကဒါပါလေ now identifying the main idea in a text the main idea of a text is what it is mostly about the details that we included are usually provided mainly in order to expand on or support the main idea ဆိုတော့ text တစ်ခုရဲ့ main idea ကအဲ့ဒါဘာအကြောင်းလဲဆိုတာပြောတာပဲအဲ့တော့အဲ့မှာ details တွေပါနိုင်တယ် details တွေကလည်း may be included are usually provided mainly in order to expand ချဲ့ထွင်ပေးဖို့ရန်အတွက်သူဒါကိုmain idea ကို provided လုပ်နေတာပေါ့နော်ဒါမှမဟုတ်ရင်ဘယ်လိုပြောမလဲဆိုရင် support the main idea ကိုဘာဖြစ်တာလဲဆိုရင် support လုပ်နေရတာပဲပေါ့ in some text the main idea is stated directly တချို့ text တွေမှာကျတော့ main idea ကို directly explicit ပေါ့နော် explicitly ပြထားတယ်เนาะတိုက်ရိုက်ပြထားတယ် in other words in these text the main idea is explicit the sentence in which the main idea is stated is called the topic sentence လို့ခေါ်တယ်ကျတော့when the main idea is stated in this way you
do not have to analyze လို့ဆရာမလို့ the details of the text to figure out what the main idea is main idea ကိုတိုက်ရိုက်ဖော်ပြထားတယ်ဆိုရင် Samara figure out လို့ဆရာမလို့တကယ်လို့ main idea ကို indirectly or implicit ဖော်ပြထားတယ်ဆိုရင်နော်တို့က main idea ကို figure out လုပ်ရမယ်ပေါ့နော်ဒီမှာ direction တစ်ခုပေးထားတယ်သူကဘာပြောထားလဲဆိုရင် read the basics and decide which sentence expresses the main idea တဲ့ကျတော့ဒီ basics ကိုဖတ်ပါတဲ့ပြီးတော့ best sentence ကတဲ့နော် best sentence ကဒီ expresses ဖော်ပြထားတာလေ the main idea ကိုဖော်ပြထားတယ်ဆိုတာဆုံးဖြတ်ရမယ်ပေါ့နော်ကျတော့ Jara ဘယ်နှပိုက်ရှိလဲဆိုရင်တစ်ပိုက်ပဲရှိတယ် okay တစ်ပိုက်ကိုဖတ်ကြည့်ရအောင်ဘာကြောင့်လဲA basics to the town of William Bart ပေါ့နော် in Virginia is a trek into our colonial American parks ဒီ Virginia ရဲ့က William Bart ကို Park ဆိုတဲ့မြို့ကိုအလဲပတ်သွားခြင်းဟာဆိုရင်ခီးတိုလေးတစ်ခုပေါ့နော်ဘယ်လိုခီးတိုလေးတစ်ခုလဲဆိုရင်ငါတို့ရဲ့ဒီ colonial American parks ပေါ့အတိတ်က colonial American ကိုသွားခြင်းခီးတိုလေးတစ်ခုပဲပေါ့နော် This is because the people there live drugs cut and travel just as they did 300 years ago ဆိုတော့သူတို့လွန်ခဲ့တဲ့နှစ်ပေါင်း300လောက်တုန်းကလုပ်ခဲ့တဲ့လိုမျိုးပဲခရီးထွက်တယ်ချက်တယ်drugs with တယ် live နေတယ်ပေါ့နော်အဲ့လူတွေကအဲ့မှာနေတယ်ပေါ့အဲ့လိုပုံစံနဲ့နေရပေါ့နော် there are no TV sets TV တွေလည်းမရှိဘူး cars တွေလည်းမရှိဘူး or tall apartment houses ဒီမြင့်မားတဲ့အဆောက်အဦတွေအိမ်တွေလည်းမရှိဘူးပေါ့နော် instead အဲ့ဒီအစား there are small wooden or stone houses heated with wood stove and horses and wagons for travel အဲ့ကြတော့ခီးသွားလာရေးအတွက် horses တွေ wagons တွေတုံးတယ်နောက် wood stove တစ်သားမီးဖို့နဲ့အပူပေးထားတဲ့နော် stone houses တွေဒီကြောက်တုံးအိမ်တွေပေါ့နော်နောက်ဘာတွေရှိလဲဆိုရင် small wooden တွေရှိမယ်ပေါ့နော် instead there are small wooden yes stop လုပ်လိုက်ဖြစ်သွားတယ် okay ဒါ recording ဟတ်ပါနုဟုတ်ပြီ okay ဒီဘယ်ရောက်သွားတာလဲမသိဘူးเนาะWilliam's Park is a theme park in which volunteers recreate life as it was life in colonial time ပေါ့နော် colonial time တုန်းကနေခဲ့တဲ့ဘဝတွေကိုဒီ volunteers တွေကနော်ဒီပေါ့နော်ပရိဟိတသမားတွေက recreate life လုပ်တာပေါ့နော်အဲ့ကြတော့အဲ့လိုမျိုး theme park ဖြစ်တယ်ပေါ့နော်ပြင်ဆင်လုပ်ထားတဲ့နေရာတစ်ခုဖြစ်တယ်ပေါ့နော် in the governor parks မှာဆိုရင်တဲ့ visitors တွေက can watch men and women in colonial dress prepare and serve a support just as it was done in 1725 ပေါ့1925တုန်းကပြုလုပ်ခဲ့သလိုပဲsupport ညတာပြင်နေတာမျိုးပေါ့နော်ဒီ colonial drugs တွေကို prepare လုပ်နေတဲ့ women တွေ man တွေကို visitors တွေကဒီ governor ရဲ့ palace မှာကြည့်နိုင်တယ်ပေါ့နော်စောင့်ကြည့်နိုင်တယ်ပေါ့ဒါဆိုရင်သူက number 1အနေနဲ့ပထမ sentence ဒီWilliam Bart တီကိုသွားတယ် trick လေးတစ်ခုကြောင့်ပြောတယ်အဲ့ဒီမှာဆိုရင် तू ကဘာကြောင့် colonial American past လို့သုံးတယ်လဲဆိုရင်သူတို့ကလွန်ခဲ့တဲ့နှစ်ပေါင်း300လောက်ကလေးကနေထိုင်တဲ့ပုံစံအတိုင်းပဲပေါ့နော် drugs လုပ်တယ် cut လုပ်တယ် travel လုပ်လို့ပြောတယ် now အဲ့ဒီမှာမရှိတဲ့အရာတွေကိုပြောတယ်ပေါ့နော်သူတို့ဒီအစားဒီ small wooden လေးတွေနဲ့ပဲနေတယ်ပေါ့နော် stone houses တွေနဲ့ပဲနေတယ်စရှိသဖြင့်ပြောတယ်နောက် volunteer တွေက recreate လုပ်ထားတာပြောတယ် and then ပြီးတော့ဒီ governor ရဲ့ palace မှာလက်ပတ်တဲ့သူတွေကစောင့်ကြည့်နိုင်မယ်ပေါ့နော်ဒီသူတို့colonial drugs တွေကို
prepare လုပ်နေတာမျိုး support တွေကို sub လုပ်နေတာတွေကိုစောင့်ကြည့်နိုင်တယ်လို့ပြောထားတယ်ဒီအပိုက်အတူလေးမှာသက်ပါမေးလဲဆိုရင် quick sentence in the basic express the main idea တဲ့ basic sentence ကတဲ့ main idea ကိုဖော်ပြထားတာလေပေါ့နော်အဲဆိုရင်ကျတော့ ABCD မှာ ABCD 3ကြောင်းလုံး4ကြောင်းသလုံးဟာ4ကြောင်းသလုံးဟာဘာဖြစ်တာလဲဆိုတော့ဒီ basics ထဲမှာပါတယ်အဲ basics to the town of Williamsburg in Virginia is a trip into our colonial American parks လဲပါတာပဲ there are no TV set or tall apartment houses လဲပါတာပဲပေါ့နော် instead there are small wooden or stone houses seated with wood stove and horses and wagons for travel လဲပါတာပဲ in the Governor Palace visitor can watch men and women in colonial dress prepare serve a supper just as it was done in 1725လဲပါတာပဲကဲသူကဘာလဲဆိုရင် A ကိုရွေးလိုက်တယ်ပေါ့ဒီ B ရဲ့ C ရဲ့ D ရဲ့ပါတာတော့ဟုတ်တယ်ဒါပေမဲ့သူတို့ဒီ main idea မဟုတ်ဘူး supporting idea တွေဖြစ်တယ် supporting evidence တွေဖြစ်တယ် choice တွေက express the main idea it is what the basic is mostly about ဒါကဒီ basics ပါလဲဆိုတဲ့အကြောင်းအရာပေါ့နော် the other choices are details that support the main idea they talk more about it ဆိုတော့ဒီ choices တွေ BCD တွေက details တွေပေါ့နော် support the main idea ကို support လုပ်ထားတဲ့ details တွေဖြစ်တယ် they tell more about it ဆိုတာဖြစ်တဲ့အတွက်ဒီချက်တို့ကဒီ sentence တွေထဲမှာဆိုရင်၄ကြောင်းနှလုံးဒီ paragraph ထဲမှာပါတာဖြစ်ပေမဲ့ဘယ်ဟာ main idea ပေါ့နော်ဘယ်ဟာက supporting idea ဆိုတာကိုရွေးချယ်တတ်ရမယ်ပေါ့နော်ဒီဟာလေးကိုပြောထားတာဖြစ်တယ်နောက်တစ်ခုကကြတော့သူကဘာလဲဆိုရင်ချက်ဒီထဲမှာနှစ်ပုတ်လောက်ရမယ်ထင်တယ်ပေါ့နော်နှစ်ပုတ်လောက်ပြောလိုက်မယ် finding details in the text ပေါ့နော် text ထဲမှာသူက details တွေရှာတာခုနကတော့ပြောသွားတဲ့အပိုက်ကကြတော့သူက main idea ရှာတာဒီမှာကျတော့ details တွေရှာတာ a few questions on the GDR test may ask you about specific detail included in the text in this case you need to scan the passage and find those details in order to answer the question ပေါ့နော်မင်းကဒီ passage ကို scan လုပ်ရမယ်ပေါ့ကျတော့ဒီလိုပါပဲGD ဟိုပေါ့နော်မေးခွန်းတွေကိုအခုနောက်ပိုင်းတင်နေရတဲ့အခိုင်မှာဘာလို့တွေးလိုက်ရလဲဆိုတော့ကျတော့ scan ရော skin ရောနှစ်ခုသလုံးဒီပါလို့တာလဲဆိုရင်မြန်ဖတ်တာပဲပေါ့နော်အဲ့တော့ကျတော့ scan အရင်လောက်တာပဲဖြစ်ဖြစ် skin အရင်လောက်တာပဲဖြစ်ဖြစ်ဒီ passage ကြီးကဘာလဲဆိုတာကိုပေါ့နော်ဖတ်ရမယ်ပေါ့ဖတ်ပြီးတော့မှကျတော့ဘာလို့ရမှာလဲဆိုရင်ဒီမေးခွန်းတွေကိုသွားကြည့်ရမယ်မေးခွန်းတွေကြည့်ပြီးမှ key point ကို passage ထဲမှာပြန်ရှာမှသာကိုယ့်ရဲ့အဖြေကမြန်ဆက်နဲ့မှန်ကန်သုံးပြချက်ချနိုင်မယ်လို့တွေ့ရတယ်ပေါ့နော်။ကြဆိုရင်ဒီမှာဆိုရင်ကျတော့ detail ရှာရမှာ read the basic and then answer the question ပေါ့နော် invisible ink has a very long history ကျတော့ဒီမမြင်ရတဲ့မြင်ဆိုတာကအရန်ကိုရှည်လျားတဲ့သမိုင်းကြောင်းကြီးတစ်ခုရှိခဲ့တယ်ပေါ့နော် during the middle age ဒီအလယ်ပိုင်းကာလတွေမှာ lovers တွေကချစ်သူတွေက would send notes မှတ်စုတွေကိုပေးပို့ကြတယ်ပေါ့နော် in invisible ink ဒီမမြင်ရတဲ့မြင်နဲ့ပေးပို့ကြတယ်ပေါ့နော် spine တွေကတော့ throughout the age အဲ့ဒီခေတ်ကာလမှာရှိတဲ့ spine တွေကတော့ have used invisible ink တွေကို to send secret message ဒီ message တွေကို secret message တွေကိုပေးပို့ပေးရင်အတွက် spine တွေကလည်း invisible ink ကိုသုံးတယ် levels တွေကလည်းသုံးကြတယ် the oldest known ink အဲ့ဒီလိုမျိုးပေါ့နော်ရှေးကြဆုံးမြင်လို့သိတဲ့မြင်ကတော့ for this secret message က is lemon juice ဖြစ်တယ်ပေါ့နော် lemon juice သုံးတယ် although meat is also satisfactory ဆိုတော့ဒီ meat ကလည်းဘာဖြစ်တာလဲဆိုရင် satisfactory ဆိုတာစိတ်ကျေနပ်စရာကောင်းတယ်ပေါ့နော် notes written in either become visible when you hit the paper ကျတော့ဒီမှာရေးထားတဲ့စာတွေကို visible မြင်နိုင်လာတယ်ဘယ်လိုအခါမှလဲဆိုရင် when you hit that paper ပေါ့နော် paper ကိုအပူပေးလိုက်တဲ့အခါမှာဒီwritten notes တွေက become visible ဖြစ်လာတယ်ပေါ့နော်အဲ့တော့ number 1ဒီ invisible in မှာသူကဒီ during the middle age မှာ lava နဲ့ spine တွေသုံးတာပြောတယ်နောက်တစ်ခုက lemon နဲ့ lemon juice နဲ့ milk ကိုပြောတယ်နောက် and then ပြီးတော့ဒီမှာသူတို့သုံးလိုက်တဲ့အခါမှာပြန်ပြီးတော့ဘယ်လိုပေါ်တဲ့အခါမလဲဆိုရင်ဘယ်လိုပေါ်ရမယ်ဆိုရင် heat the paper ပေါ့နော်ဒီစာရွက်တွေကိုပူပေးရမယ်လို့သူပြောထားတယ်ပေါ့နော်ဒီချက်လက်တွေကို first paragraph မှာသူပြောထားတယ်နံပါတ်2မှာ at one time department story ကဒီကုန်းစုံဆိုင်တွေကပေါ့နော်
so diary အဲ့ဒီအချိန်တစ်ခုမှာပေါ့ဒီအချိန်တစ်ခုမှာဘယ်လိုဖြစ်တယ်လဲဆိုရင်တဲ့ department story က so diary with pages made from specially coded paper ကျတော့ diary တွေရောင်းတယ်အဲ့ diary တွေထဲမှာပါတဲ့ pages တွေကနော်ဒီစာမျက်နှာတွေက made from specially coded paper ဆိုတော့အထူးဖုံးအုပ်ထားတာပေါ့အထူး coating လုပ်ထားတာပေါ့နော်အထူးဖုံးထားတဲ့ paper ကနေပြုလုပ်ထားတဲ့ pages တွေပါတယ် a special pen ကလည်း came with each diary အဲ့ diary ထဲမှာ special pen လည်းပါပြီးသားပဲ anything written in the diary ထဲမှာ written ရေးထားတဲ့အရာတွေက would fade from view after a few moment ဒီရေးနေစဉ်အတွင်းမှာ a few moment အတွင်းမှာဒီ view ကနေပြီးတော့မိမ့်ပြီးတော့ပျောက်ကွယ်သွားတာပေါ့နော် would fade ဖြစ်တာပေါ့နော် along with the specially coded paper and pens came a development flux called inspection flux ဆိုစစ်ဆေးတဲ့ဟာလားအရေးလို့ခေါ်တဲ့ဒီ development flux တွေကိုဘာလို့တာလဲဆိုရင်ပြန်လိုက်တဲ့အခါမှာပေါ့နော် pens တွေက came a development flux called inspection flux ပေါ့ what this was spray on a page အဲ့ spray လေးကိုအဲ့ဖြန်းရည်လေးကို spray page ပေါ်မှာ spray လုပ်လိုက်တဲ့ချိန်ကမှာ of the right ဒီတွေက became visible once more ကျတော့ပြန်တစ်ခါထပ်ပေါ်လာတယ်ပေါ့နော် the most sophisticated နော် the most sophisticated ဆိုတာခေတ်မီတာပေါ့အရန်ခေတ်မီဆုံး invisible ink တွေက was developed by the US Navy ကနေပြီးတော့ develop ဖြစ်လာတာပေါ့နော် the writer used a special chemical to write with writer ကဒီ special chemical တစ်ခုနဲ့သူကရေးလိုက်တယ်ပေါ့နော် special chemical တစ်ခုနဲ့ရေးလိုက်တယ် the only way to read the message was by inserting it ဆိုတော့အဲ့ဒီရေးထားတဲ့ဟာကို insert လုပ်လိုက်ရတာတွင်းလိုက်ရတာအဲ့ဒီ machine ဆက်တစ်ခုထဲမှာအဲ့ဒီ machine မှာ focus powerful beams of light on the right ပေါ်မှာဒီအားကောင်းတဲ့ပေါ့နော် beams of light ဆိုတော့အလင်းတန်းတွေစုစုံလိုက်တဲ့အခါမှသာ only a person who own one of these machine ဒီ machine နဲ့တခုပိုင်တဲ့လူကသာလျှင် could read the message ဒီ message ကိုဖတ်နိုင်တာမျိုးပေါ့နော်ကျတော့ဒီ၃မိုက်လုံးမှာ invisible ink ရဲ့အကြောင်းကိုပြောထားတယ်သူကဲမိကုန်းနေရပါတယ်လဲဆိုရင်တဲ့ which of the following is the earliest form of invisible ink ထဲမှာ earliest form ကဘာလဲ black ဒီ skip လုပ်ရမယ်ရတခါမှ black မပေးဘူး lemon juice လား milk လား water လားပေါ့နော်ပေးထားတယ် water လည်းမပြောထားဘူးပေါ့နော်ကျတော့ lemon juice နဲ့ milk နဲ့မှာကျတော့သူကဘယ်သူကအရင်ရေးထားတယ်ဆိုတော့ lemon juice ကိုရေးထားတယ်ပေါ့နော် to answer this question မှာ you need to scan through the basics find the information you need you could look for the answer choice was blood, lemon juice, milk, and water, and see what the text say about each. In this way, you could figure out the correct answer. Is choice B. ဒါတော့ကျတော့ဘာလို့ choice B ကိုကြောက်ရွေးလဲ First paragraph ထဲမှာသူက the oldest known in for this secret message is lemon juice လို့ပေးထားတယ် although နောက်ပြီးကြမှာနောက်တစ်ခုက add information လောက်ထားတာ although make it is also perfect free နော်လည်းစိတ်ကျင်တဲ့ဆရာကောင်းပါတယ်လို့သူကထပ်ပြောထားတာပေါ့နော်ကြတော့ oldest known in နီးပါပြတာလဲဆိုရင် lemon juice ပဲလို့ကျမတို့ကဆုံးဖြတ်ချက်ချနိုင်ရမယ် decision ချနိုင်ရမယ် lemon juice ကိုနံကြားထောက်ပြီးရေးလိုက်တာမဟုတ်ဘူးအဲ့ဒီရဲ့ evidence ကြောင့် first paragraph ရဲ့ evidence ကြောင့်ရေးတာဆိုတာသိရမယ်ပေါ့နော် okay အဲ့ဆိုတော့ဆရာတို့နောက်တစ်ပုဒ်ကပါလဲဆိုရင် Kaplan ဒီနေ့မသွားဘဲနဲ့ McGraw-Hill ကိုသွားလိုက်တာဖြစ်တယ်ပေါ့နော် Kaplan စာအုပ်ကအောင်မရှိနေတာနဲ့ McGraw-Hill ကဒီတန်သွင်းတဲ့ခန်းထဲမှာ McGraw-Hill စာအုပ်ရှာနေ McGraw-Hill သွားလိုက်တာဖြစ်ပါတယ် Kaplan လက် McGraw-Hill လက်သွင်းပေးမယ်ပေါ့နော် preparation ကိုကျတော့တစ်ချက်ဒီမှာcomment ထဲမှာလိုအပ်တဲ့တောင်းဆိုမှုမျိုးပဲဖြစ်စေမားနေတာမျိုးထောက်ပြတာမျိုးပဲဖြစ်စေပေါ့နော်ရရကိုချက်ကwelcome လုပ်ပါတယ်ဒါကြောင့်မို့လို့ရှင်းပြစေချင်တဲ့စာအုပ်မျိုးရှိရင်လည်းcomment ရေးပေးနိုင်ပါတယ်ပေါ့နော်ဒီကြီးဒီကျောင်းသားတွေအတွက်အားလေးဘာသာရပ်အတွက်ဒါပေါ့နှမ်းတစ်စိတ်ပဲဖြစ်ပါစေထောက်မှုပြအောင်လို့ဒီ recording လေးကိုတစ်ပတ်တစ်ခါလုပ်ပေးတာဖြစ်ပါတယ်ကဲလို့အချိန်ယူပြီးတော့listening လုပ်ပေးတယ်ဆိုရင် learning လုပ်ပေးတယ်ဆိုရင်ချက်ဘက်ကလည်းဒါလေးကိုကျေးဇူးတင်ကြအောင်ပြောကြလိုပါတယ်။နောက်
နောက်တစ်ပတ်မှာဒီချက် Kaplan ဖြစ်စေ Macroy ဖြစ်စေ preparation တွေကိုတစ်ပုတ်ချင်းရှင်းပြပါမယ်ဒီနေ့ကတော့ဒီချက်က chapter 2อ่ะပေါ့နော် chapter 1ကတော့သူကဝါရီများတယ်subject by agreement နေ and then ဗာလဲဆို fragment နေ run on နေပေါ့နော်များတာဖြစ်တဲ့အတွက်ကြောင့်ပြောရင် grammar တွေကိုမေးထားတဲ့chapter ကိုစုစည်းထားတာဖြစ်တဲ့အတွက်ကြောင့် chapter 2ကိုတန်းသွားလိုက်တယ်ပေါ့နော် chapter 2မှာဒီနေ့ဗာနဲ့ပါပြီးသွားလဲဆိုရင် intro ရယ် and then ပြီးတော့ဗာလဲဆိုရင် intro ရယ်ပြီးတော့ဒီ colonial American past ကမြို့လေးတစ်မျိုးစီသွားလဲတဲ့အကြောင်းအရာလေးရယ် invisible ink ရယ်ပေါ့နော်လွယ်ပါတယ်အဲ့ဒီ literature လေးနှစ်ခုကိုပြီးသွားတာပါokay အဲ့ဒါဆိုရင်ဒီနေ့ဒီလောက်ပါပဲနောက်နေ့တွေလည်းကျတို့ဟလာဒီ video file လေးတွေလောက်သွားမယ်လို့ဖြစ်တဲ့အတွက်လောက်သွားမယ်လို့ဂရုပြုထားတာဖြစ်တဲ့အတွက်နောက်တစ်ပတ်မှာပြန်လဲတွေ့ပါမယ် bye bye ပါရှင်Okay မင်းတို့ကဒီကျူလေးပါကြည့်ကြလိုက်ကြည့်ရရ Okay What ဘာကြီးအတ္တပတိ